လဲပြီးဆိုရင်တပည့်တော်ကြားပြီးတာကနောင်ဘဝမကူဆိုရင်အခုကာလမှာတနိုင်ငံလုံးကိုခုနှစ်သားသမီးတွေကိုစိတ်မချမ်းသာအောင်လုပ်နေတဲ့ပုံကိုယ်တူရှိရပဲဆိုတော့ဘလို့အကြောင်းတရားတွေကသူ့ရဲ့အာဟုသောကံတွေရဲ့ပြန်လဲအကျိုးပေးမှုတွေကိုတားဆီးနေရပါလေဖေ။စာပေထဲမှာတော့ဒီလိုပြောတယ်လေဇနေတိသတိတံပါကံပေါ့နော်။တူသောအကျိုးကိုပေးတယ်လို့ဆိုတာပေါ့နော်ဇနေတိတံပါကံဥစ္စာတော့ကြည့်လေရှင်သေဝလိနော်အရှင်သေဝလိကြားဖို့ကြပါလားနော်ဟိုဘိုက်ထဲမှာဘယ်နေရဘယ်လောက်နေရတော့9နှစ်နေရတာလေဆိုတော့အဲ့ဒီဟာဆိုလို့ရှိရင်အဲ့လိုပဲလေအရှင်သေဝလိတို့ကသူကနော်ဟိုအရင်ဘဝတုန်းကသူကဘယင်ကိုသူကဘယင်ဖြစ်တော့သူများတိုင်းတစ်ခေတ်ကဗရေတရိခေတ်ဆိုတော့အင်အားကြီးတဲ့နိုင်ငံကအင်အားသေးတဲ့နိုင်ငံကိုတိမ့်ပိုက်တဲ့စနစ်ကရှိတာ哦အဲ့တော့အရှင်သေဝလိတို့ကဘယင်အဲ့တော့ဘယင်ဆိုတော့သူတို့ကတိုင်းပြည်ကိုကျူးကျော်တယ်ပေါ့ဆိုပါသူများနိုင်ငံကိုတိမ့်ပိုက်ဖို့ကြိုးစားတယ်ကြိုးစားတဲ့အခါမှာဟိုစစ်တပ်ရတာနည်းနည်းကြန့်ကြာတယ်အဲ့ဒီခါကျတော့သူ့ရဲ့အမေကအကြံပေးတယ်လေငါသားအဲ့လိုတိုက်မနေနဲ့အဲ့တော့ဘာလို့လဲဆိုတော့တိုင်းပြည်ကိုပိတ်ဆို့လိုက်ပြီတိုင်းပြည်ကိုတကားတွေအကုန်ပိတ်ပတ်ပတ်လဲဝိုင်းထားတော့ဆိုလိုတာကစားနေခါတွေဖြတ်ပေါ့နော်ဖြတ်တောက်ပေါ့ရေတွေအကုန်လုံးပေါ့နော်စားနေခါတွေတွင်းတာတွေထုတ်တာတွေမလုံနဲ့အကုန်ပိတ်ဆိုတော့အဲ့လိုမျိုးပိတ်တာ9နှစ်ကြာသွားတာလေ9နှစ်ကြာသွားတယ်အဲ့စားနေခါပိတ်တာအဲ့မြို့ကိုပေါ့နော်အဲ့ပြည်ကိုစားနေခါတွေပိတ်လိုက်တာ9နှစ်ကြာတယ်အဲ့တိုင်းပြည်သားတွေကမခံနိုင်တော့ဘူးတိုင်းပြည်သားတွေကစားနေခါတွေပြတ်တဲ့ခါကျတော့မခုခံနိုင်တော့ဘူးလေမခုခံနိုင်တော့လက်နက်ချအညံ့ခံလိုက်ရတယ်ပေါ့လေဆိုတော့အဲ့ဒီအာကုတုကံကြောင့်တီဝီလေးရဲ့မေတော်ကသူကအကြံပေးခဲ့တာလေအကြံပေးတာကအမေတိုက်တာကသားပေါ့နော်အဲ့တော့အမေကအကြံပေးတဲ့ကြောင့်အမေဒီတီဝီလေးကို9နှစ်တိဝမ်းထဲမှာလွယ်ထားရတယ်အဲ့တီဝီလေးကိုယ်တိုင်ကလည်းသူကတိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ကြောင့်ဗိုက်ထဲမှာသူက9နှစ်ကိန်းအောင်နေရတယ်ဆိုတော့အဲ့ဒီအာကုတုကံကြောင့်ဒါတီဝီလေးဘဝမှာအမေဗိုက်ထဲမှာနေရတာလေဆိုတာကတူတော့အကျိုးကိုပေးတယ်လို့ပြောပြတာပါနော်တူတော့အကျိုးပေးတာအရှင်မြတ်အဲ့ဆိုလူတွေက9နှစ်လောက်ကြီးခံစားပြီးတော့တီဝလီကဒီတဘဝတည်းခံစားရတာမဟုတ်ပါဘူးသူကအပယ်ရဲကြပါသေးတယ်ကြပါသေးတယ်ကြပါဒါအာကုတုရဲ့အကျွင်းဆက်လို့ခေါ်တယ်အကျိုးဆက်ပေါ့နော်